မိမတွေမှာတော်တာတော့တော်တော်များရှိတယ်ဗျမိမညံ့ရင်ယောက်ျားသမိုင်းဆိုးတယ်နော်မိမတော်ရင်ယောက်ျားတွေထူးချွန်တဲ့ယောက်ျားဖြစ်တယ်ဒါနဲ့မဆိုင်ပါဘူးကျွန်တော်သတိရတာလေးပြောချင်လို့ Bill Gates လူတိုင်းကြားဖို့တဲ့ Microsoft တည်ထွင်မှုတွေအများကြီးပဲသူ့ interview တစ်ခုလုပ်တယ်ဒါနဲ့မဆိုင်ဘူးနော်ခေါင်းနဲ့ဝင်လာလို့ပြောတာပါ Bill Gates ကိုမေးတယ်ခမရဘဝမှာဘယ်လိုတည်ထွင်မှုမျိုးကိုခမရအနှစ်ချိုက်ဆုံးလဲတဲ့လူရထင်တာပေါ့ဗျာသူထွင်နေတဲ့ဘာပြောမလဲဆိုတော့ Bill Gates ပြောတာတခွန်းနဲ့ပဲပြောတယ်ကျုပ်တည်ထွင်နိုင်မှုထဲမှာကျုပ်အကြိုက်ဆုံးကတော့ဒီမိန်းမကိုရတာပဲတဲ့မိန်းမတော်တော့ယောက်ျားမညံ့ဘူးဒီနေ့သမိုင်းညံ့သွားတဲ့ယောက်ျားတွေနောက်မှာတော်တော်ဆိုးတဲ့မိန်းမတွေရှိလို့ပါပဲဒါဖြစ်ရင်ယောက်ျားတွေအကြောင်းမပြောတော့ဘူးသိတ်တော်တဲ့မိန်းမဥဆောင်တဲ့အိမ်တိုင်းကတော့အရက်ထဲမှာအကောင်းဆုံးအိမ်ပေါ့ဗျာဒါကြောင့်သူမိန်းမတော်တဲ့အချက်တစ်ချက်ရှိတယ်ရှင်ဖနှက်ချုပ်လို့ကတော့အပူပဲရှင်ရစရာရှိတဲ့အကျွေးစရင်ဒီမဲ့ယူသွား